ဒီဓာတ်ပုံတစ်ပုံကိုရှင်းကြည့်ပါကင်မရာတစ်လုံးနဲ့ပဲရိုက်ထားတာဖြစ်ပါတယ်ကိုကဓာတ်ပုံရိုက်တဲ့အခါမှာအမြဲတမ်းပေါ့နော်အရိပ်မဲတွေကြားတယ်ပုံကမလှလို့စိတ်ညစ်ဘူးလေဆိုရင်ဒီဗီဒီယိုကအသင့်အတွက်ဖြစ်ပါတယ်လျှို့ဝှက်ချက်ကတော့ကင်မရာအကောင်းစားတွေဖုန်းအကောင်းစားကြီးတွေမဟုတ်ဘူးပေါ့နော်တခါကျလို့ရှိရင်ကျွန်တော်တို့ဖုန်းအကောင်းစားတွေကင်မရာအကောင်းစားတွေနဲ့ဓာတ်ပုံရိုက်မှပုံကောင်းမယ်လို့ထင်နေကြရှိတယ်ပေါ့နော်တကယ်တော့ကျွန်တော်တို့လျှို့ဝှက်ချက်ပေါ့နော်တကယ်တမ်းလျှို့ဝှက်ချက်ကတော့အလင်းပါပဲအဲ့ဒီအလင်းကိုကစားတက်ရင်ပေါ့နော်အလင်းကိုကစားတက်လို့ရှိရင်ပုံမှန်တမန်ကင်မရာတစ်လုံးဒါမှမဟုတ်လို့ရှိရင် mid range smartphone တစ်လုံးထဲနဲ့လည်းပုံကောင်းကောင်းလေးရိုက်လို့ရပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကအဓိကသိထားမှာကအလင်းပေါ့နော်အလင်းကိုဘယ်လိုကစားမလဲဆိုတာပါပဲ Apple ရဲ့ပထမဆုံး iPhone project ပေါ့နော် project ပါပဲလို့ခေါ်တာပေါ့အဲ့ဒီ project ပါပဲမှာဆိုလို့ရှိရင်ဒီဖုန်းပေါ်ကနေပြီး keyboard တွေအကုန်ဖယ်လိုက်တယ်ဖယ်ပြီးတော့သူက physical ဒီ keyboard တွေအစားပေါ့နော် smartphone touch screen တွေကိုသူပြောင်းလိုက်တယ်ပေါ့နော်အဲ့ဒီခါမှာဒီ iPhone ကတအားအောင်မြင်သွားပြီးတော့တခြားဒီနည်းပညာကုမ္ပဏီတွေကပါဒီဟာကပေါ့နော်စနစ်အသစ်ပုံစံမျိုးပေါ့နော်စနစ်အသစ်ပုံစံမျိုးဖြစ်သွားတယ်ကျွန်တော်တို့အခုလက်ရှိကင်နေတဲ့ touch screen phone တွေပေါ့နော်တော်တော်များများကဒီ project Purple ကနေစခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်အဓိကတော့ပြောချင်တာကကျွန်တော်တို့ကတမယုတ်ချက်စီးမင်းတွေကနေဖောက်ထွက်ပြီးတော့တခါတလေကိုလှုပ်လိုက်တဲ့အရာတွေကလည်းအောင်မြင်သွားနိုင်တယ်ဆိုတာပဲပေါ့နော်ဒီနေ့အပိုင်းမှာတော့ကျွန်တော်တို့ကဒီတမယိုးကြစီးမင်းတွေကိုကြော်လွန်ပြီးတော့ဓာတ်ပုံပညာရဲ့အရေးကြီးဆုံးကုန်ချမ်းဖြစ်တဲ့အလင်းပေါ့နော်အဲ့ဒီအလင်းကိုမတူညီတဲ့ပုံစံနဲ့ဘယ်လိုအသုံးချမလဲဆိုတာကိုလေ့လာသွားပါမယ်ပထမဆုံးတစ်ခုကတော့ quality of light ပေါ့အလင်းရဲ့အရေးအသွေးကိုကျွန်တော်တို့နီးပညာဆန်ကြီးတအားမပြောတော့ဘူးပေါ့နော်ပုံမှန်ကျွန်တော်တို့စကားပြောနေသလိုပုံစံပဲပြောသွားမှာဖြစ်ပါတယ်အဲ့တော့နှစ်မျိုးရှိတယ် hashtag ကပြင်းထန်တော့အလင်းနောက်ထပ်တစ်ခုကကြတော့ soft light diffuse light လို့လည်းခေါ်တာပေါ့နူးညံ့တဲ့အလင်း hashtag ကဘယ်လိုမျိုးလဲဆိုတော့အဲ့ဒီ hashtag ကြားရောက်သွားတဲ့နေရာတွေပေါ့နော်အဲ့ဒီမှာပေါ်လာတဲ့အရိပ်တွေပေါ့အဲ့ဒီအရိပ်တွေကထင်ရှားတယ်ပြတ်သားတယ်မာကြောတယ်ပြီးလို့ရှိရင်သူ့ရဲ့အပြစ်အနာအစာတွေအကုန်လုံးကိုသူကပေါ်လင်းစေတယ်ဒီလိုမျိုးပုံစံသူကသွားပြီးတော့ဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ပုံမှန် portrait တွေရိုက်ဖို့ဆိုလို့ရှိရင်ဒီ hashtag ကတိတ်တော့မကောင်းဘူးမရိုက်ဘူးလားဆိုတော့လည်းမဟုတ်ပြန်ဘူးရိုက်ကြတယ်ပေါ့နော်ဟို editorial shoot လိုမျိုးတွေเนาะကျွန်တော်တို့ဒီကန်းချင်မှာရိုက်တယ်လို့မျိုးပုံစံမျိုးတွေကတော်တော်များများကဒီနေဝင်နေထွက်ချိန်နဲ့ရိုက်ကြတယ်လို့ဒီလို hashtag တွေပေါ့နော် hashtag တွေမှာ edit photography တွေ high end fashion တွေဒါမျိုးတွေလည်းတော်တော်များများရိုက်တာကိုတွေ့တယ်เนาะအဲ့ဒါကြောင့်မလို့ကျွန်တော်တို့အသုံးဝင်လားဆိုတော့အဲ့လိုမျိုးလည်းမဟုတ်ဘူးအသုံးဝင်တယ်နောက်တစ်ခုကကြာကျွန်တော်တို့ street photography မှာလည်းတော်တော်လေးအသုံးများတယ် street photography ရိုက်တဲ့ဆရာတွေတော်တော်များများကြိုက်ကြတယ်ဒီအနေအထားကိုတော်တော်များများသူတို့ကရိုက်ကြတယ်အဓိကတော့ဒီ black and whiteပုံတွေဖန်တီးခြင်းတဲ့အခါမှာဒီလို hashtag တွေကိုသုံးကြတယ်အဲ့ဒါက quality of light ဒီအလင်းရဲ့အရေးအသွေးပေါ့နော် hashtag နဲ့အသုံးပြုကြတာဒါကတော့portrait ကတော့ဒီ hashtag မှာသုံးတယ်ကျွန်တော်ပြောသလိုအများကြီးမသုံးဘူးပေါ့နော်အများကြီးမသုံးတယ်မသုံးတော့မဟုတ်သုံးတယ်ပြီးရင် street photography တွေသုံးတယ်ပေါ့နော်ဒီ hashtag ပြီးရင်ကျွန်တော်တို့အရင်တော့ကလည်းကျွန်တော်အများအားပြောခဲ့တယ်ပေါ့နော်ဒီ hashtag ကိုဟိုအရင်တော့က lighting အကြောင်းမှာဒီဘီတုကာတွေပါတယ်ဒီတိုက်တာအဆောက်အဦတွေပါနေရိုက်တဲ့အခါမှာဒီ hashtag ကိုလည်းသုံးတယ်ပေါ့နော်ဒါမျိုးပုံစံထားပါတော့ဒါတော့ hashtag ပေါ့နောက်ထပ်တစ်ခုကတော့ soft light လို့ခေါ်တာပေါ့နူးညံ့တဲ့အလင်းเนาะ diffuse light နူးညံ့တဲ့ဒီအသားအရောင်လေးနဲ့ထိလိုက်တဲ့အခါမှာပေါ့နော်နူးညံ့တဲ့ပုံစံလေးဖြစ်သွားတာပေါ့နူးညံ့တဲ့ပုံစံလေးဖြစ်သွားတာဥပမာအဲ့ light လေးက soft ဖြစ်တဲ့အတွက်ဒီအသားအရောင်နဲ့ထိလိုက်တဲ့အခါမှာ तू ကနုညံ့ပြီးတော့ blurry ပုံစံမျိုးလေးဖြစ်သွားတယ်နုညံ့လေးဖြစ်သွားတယ်အဲ့တော့အသားအရည်ဒီပါဒီမှာကြတော့ဝင်းသွားတယ်ပေါ့နော်ဝင်းသွားတော့ဘယ်သူမဆို portrait ရိုက်တယ်ဆိုရင်ဒီလိုမျိုးဝင်လေးဖြစ်တာပေါ့နော်ကိုယ်အသားအရည်လေးကောင်းတာတို့ဘာလို့ပို့ပြီးတော့ကြိုက်ကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါဒီ studio ထဲမှာရိုက်တဲ့အခါမှာဒီ soft light diffuse light တွေကိုသုံးတယ်ပေါ့နော်ဒါပေမဲ့အပြင်မှာတဘာဝအတိုင်းရိုက်ချင်တယ်ပေါ့နော်အဲ့လို soft နူးညံ့လေး soft ဖြစ်အောင်ရိုက်ချင်တယ်ဆိုတဲ့အခါမှာကျွန်တော်တို့က soft box တွေတည်သွားမှရမှာလားဒါမှမဟုတ်ရင် diffuse တွေပြီးရင် stroke တွေ flash တွေအများအားတည်သွားမှရမှာလားဆိုတော့လည်းမဟုတ်ပြန်ဘူးအဲ့တော့ဒီ soft light တွေ diffuse light တွေရနိုင်တဲ့အချိန်တွေကိုပြောပြမယ်ပေါ့နော်ပထမဆုံးတစ်ခုကတော့ golden hour ကကြတော့ကျွန်တော်တို့နေထွက်နေဝင်ချိန်တွေမှာနေလုံးအောက်ကနှိပ်နေတဲ့အတွက်ကြောင့်မလို့နူးညံ့တဲ့အလင်းရောင်ကိုရရှိစေပါတယ်ဒါက golden hour ပေါ့နော်နောက်ထပ်တစ်ခုကတော့တိမ်ထူတဲ့အခြေအနေတွေမှာပေါ့တိမ်ထူတဲ့အခြေအနေမှာ overcast ဖြစ်နေတဲ့အချိန်မှာ light တွေကကျလာတယ်အဲ့ဒီ light တွေရဲ့အောက်မှာတိမ်နေရှိတယ်အဲ့ဒီ light တွေကတိမ်တွေကိုဖောက်ထွက်ပြီးတော့ဖြာပြီးတော့ကျလာတဲ့အလင်းပေါ့နော်အဲ့ဒီအလင်းကလည်းတော်တော်လေး soft ဖြစ်တယ်နူးညံ့တယ် portrait ရိုက်လို့အရန်ကောင်းတယ်အလင်းဖြစ်တယ်ပေါ့နော်ဘယ်နေရာရိုက်သူကအန်ဂယ်တိုင်းကိုထိနေမှာပေါ့နော်အဲ့ soft ကျလာတဲ့အဲ့အပေါ်ကနေကျလာတဲ့ဟာကအန်ဂယ်တိုင်းတွတ်ထိပြီး reflect ဖြစ်လာပြီးတော့ဒီမျက်နှာတွေပါတယ်ဆိုတော်တော်လေးနုညံ့တယ်ပေါ့နော်အဓိကတော့ overcast sky ဆိုမိုးအုံတာပေါ့နော်တိမ်ထူပြီးတော့မိုးအုံလေးဖြစ်နေတဲ့အချိန်မှာတော်တော်ရိုက်လို့ကောင်းပါတယ်
နောက်တစ်ခုကတော့ကျွန်တော်တို့က open shape ပေါ့ open shape ဆိုတာအရိပ်ကျနေတဲ့နေရာတွေပေါ့နော်အဲ့ဒီရိပ်ကျနေတဲ့နေရာတွေကိုရိုက်ပါနေအောင်ဓာတ်ရိုက်မကြပဲအဆောက်အုံတွေတစ်ပင်တွေကနေပြီးတော့ရောင်ပြန်ဟက်လာတဲ့အလင်းပေါ့နော် indirect light လို့လည်းခေါ်တာပေါ့နော်အဲ့ဒီရောင်ပြန်ဟက်လာတဲ့အလင်းနေရာမျိုးတွေမှာရိုက်ပါသတိပြုတဲ့အချက်ကတော့ကျွန်တော်တို့ဒီအလင်းရောင်လုံလောက်မှုမရှိဘူးပေါ့နော်အလင်းရောင်လုံလောက်မှုမရှိပဲလုံးဝမှောင်မဲနေတဲ့shadow ပေါ့နော်အဲ့ဒီ shadow မျိုးတော့မဟုတ်ဘူးပေါ့နော် open shape ဖြစ်နေတယ်ပြည်လေးပေါ့အဲ့လိုမျိုးနေရာလေးတွေမှာရိုက်ပါအရိပ်ကျတဲ့နေရာမှာကြောင့်နေရာပွင့်နေတဲ့နေရာမျိုးတွေပေါ့နော် open shape အဲ့ဒီနေရာတွေမှာလည်းတော်တော်လေးရိုက်လို့ကောင်းပါတယ်နောက်တစ်ခုကတော့ quantity of light အလင်းရဲ့ပမာဏဖြစ်ပါတယ်ဓာတ်ပုံစရာတော်တော်များများကတော့အလင်းရမှာပုံလာမယ်ပေါ့နော်ဒီလိုမျိုးပုံစံတွေးထားကြတယ်ဒါပေမဲ့စီးမြင့်တွေကိုချိုးဖောက်ပြီးတော့ရိုက်တဲ့အခါမှာတစ်ခါတလေမှာတပုံလုံးလင်းထိန်နေရထက်စာလို့ရှိရင်ပေါ့နော်ရည်ရွယ်ချက်ရှိselective underexpose လို့ခေါ်တာပေါ့ရည်ရွယ်ချက်ရှိအလင်းကို short ပြီးရိုက်တဲ့အခါမျိုးတွေလည်းရိုက်ကြပါတယ်နော်အဲ့ဒီခါမှာဒီ frame တစ်ခုလုံးကအလင်းကို short ထားတယ်ကိုလိုချင်တဲ့အစိတ်ပိုင်းဥပမာပေါ့ဗျာမျက်နှာကို spotlight လေးထိုးတာမျိုးတို့ကိုလိုချင်တဲ့နေရာကိုပဲ spotlight လေးကျနေတာမျိုးတို့ဒါမျိုးပေါ့နော်ရည်ရွယ်ချက်ရှိ selected underexpose လို့ခေါ်တာပေါ့ selected underexpose ရိုက်တဲ့အခါမျိုးတွေမှာလည်းပုံကတော်တော်လေးကောင်းတာကိုတွေ့ရပါလိမ့်မယ်ဒါကဒီအလင်းရဲ့ပမာဏပေါ့နော် quantity of lightနောက်ထပ်တစ်ခုကတော့ placement of light ပေါ့အလင်းကိုနေရာချထားတာပေါ့နော်တမယိုးကြဆိုလို့ရှိရင်ဓာတ်ပုံရိုက်ခံမဲ့ subject ကအလင်းကိုမျက်နှာမူရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကအလင်းကိုရိုက်ခံမဲ့ subject အနောက်မှာထားလိုက်မယ်ဆိုလို့ရှိရင် silhouette ပုံစံမျိုးဖြစ်သွားတာပေါ့နော်ဒါက placement of light ကိုပြောချင်တာပါနောက်တစ်ခုက ring light တို့တခြား light တွေနေပေါ့နော် back light တို့ဒါမျိုးတွေပေါ့နော်ဒါမျိုးတွေလည်းရှိပါတယ် silhouette ပေါ့နော်ဒီနောက်ခံကလင်းထိန်နေပြီးတော့လူကအမဲရောင်ကောက်ကြောင်းလေးပဲပေါ်နေတာပါဖုန်းနဲ့လည်းရိုက်လို့ရပါတယ် ring light ပေါ့ ring light subject ရဲ့အနောက်ကနေလာတဲ့အလင်းကြောင့်ဒီသပင်တွေပေါ့နော်သပင်တွေအနာသက်တွေမှာအလင်းရောင်လေးတွေကုတ်ပြီးတော့background နဲ့ကွဲထွက်သွားတာပေါ့ဒါက rim light လို့ခေါ်တယ်နောက်တစ်ခုကတော့ backlight တွေပေါ့အလင်းကအနောက်မှာရှိနေပေမဲ့ exposure ကိုနည်းနည်းထပ်တင်လိုက်တဲ့အတွက် subject ကိုလည်းမြင်ရသလိုနောက်တစ်ခုကကြတော့ dreamy look ပေါ့နော် dreamy look ဒါမျိုးတွေကြတော့ high end fashion တွေပေါ့နော် high end fashion တွေ editorial တွေမှာတော်တော်များများတွေ့ရတယ်ပေါ့နော်ကိုယ့်ဘာကိုရိုက်ချင်လဲရပါတယ်ပေါ့နော်အဲ့ဒါတော့ပြဿနာမရှိ backlight တွေနဲ့တော်တော်များများရိုက်ကြတဲ့အခါမျိုးတွေလည်းရှိပါတယ်ဒါကတော့ placement of light ကိုပြောသွားတာပါနောက်ထပ်တစ်ခုကတော့အလင်းကိုထိန်းချုပ်တာပေါ့အလင်းကိုဘယ်လိုထိန်းချုပ်မှာလဲအလင်းကိုထိန်းချုပ်တဲ့ပုံစံအဲ့ဒါကြတော့ treatment of light လို့ခေါ်မှာပေါ့နော်အလင်းကိုထိန်းချုပ်တာပါဒီ treatment of light ပေါ့နော်အလင်းကိုထိန်းချုပ်တယ်ဆိုတာကဥပမာပေါ့နော် shutter speed ကိုကစားပြီးတော့ရိုက်တာမျိုးတို့ရွှေ့လျားနေတဲ့ဟာတွေကိုအသေးဖမ်းဖို့အတွက် shutter speed အမြန်နဲ့သုံးမဲ့အစား long shutter speed shutter အနည်းကိုသုံးပြီးတော့လှုပ်ရှားမှုတွေကိုရိုက်တာပေါ့နော်ငြိမ်သက်နေတဲ့ပုံတစ်ပုံထဲမှာပဲတက်ဝင်လှုပ်ရှားနေတဲ့ခံစားမှုကိုရရှိစေပါတယ်ဒါကတော့ shutter speed ကိုသုံးပြီးတော့ရိုက်သွားတာမျိုးပေါ့နော်အဓိကကတော့ကျွန်တော်တို့ treatment of light အလင်းကိုပေါ့နော်အလင်းကိုထိန်းချုပ်ပြီးတော့ပုံဖော်တာနောက်ထပ်တစ်ခုက aperture ပေါ့နော် background ကိုဝါဖို့ဆိုပြီးကျွန်တော်တို့က white aperture ရဲ့ပိုင်းနဲ့ရိုက်ကြတယ်ပေါ့နော်ဒါပေမဲ့တစ်ခါတလေမှာကျွန်တော်တို့က aperture ကိုကျစ်လိုက်တယ်aperture နံပါတ်ကိုအများကြီးတင်လိုက်တယ်တင်ပြီးတော့ရိုက်တာပေါ့နော်တင်ပြီးတော့ရိုက်တဲ့အခါမှာဥပမာ f11 f60 တို့နဲ့ရိုက်တဲ့အခါမှာအလင်းနှန်းနေပေါ့နော်အလင်းနှန်းနေပါတွေကိုရိုက်တဲ့အခါမှာထင်ရှားပြတ်သားပြီးတော့ဥပမာကျဲပုံစံမျိုးတွေပါထွက်လာပါတော့ကျွန်တော်တို့ဒီ aperture blade တွေများသလိုသူကကျဲပုံစံအမျိုးပုံစံထွက်လာတဲ့အခါမျိုးတွေရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့အလင်းကိုထိန်းချုပ်ပြီးတော့ရိုက်တာ treatment of light ပေါ့နော်အလင်းဆိုတာတော့ဓာတ်ပုံရဲ့အသက်ပဲပေါ့နော်စီးမြင့်တွေကိုချိုးဖောက်ဖို့အတွက်ကျွန်တော်တို့ကစီးမြင့်တွေအကုန်လုံးနားလည်ရပါမယ်စီးမြင့်တွေအကုန်လုံးနားလည်ထားရပါမယ်စီးမြင့်တွေအကုန်လုံးနားလည်ထားပြီးကိုကကျွန်းချင်းရိုက်တက်သွားပြီးစုတုပြုတ်လည်းရိုက်ပြီးသွားပြီးအကုန်လုံးရိုက်ပြီးသွားပြီးဆိုလို့ရှိရင်တော့ကိုကလည်းလက်ရည်တော်တော်လေးတက်လာပြီးဆိုလို့ရှိရင်เนาะလက်ရည်တော်တော်လေးတက်လာပြီးဆိုရင်ကျွန်တော်တို့ဒီစီးမြင့်တွေကိုချိုးဖောက်ကြည့်ပြီးရင် creative ပုံစံမျိုးတွေရိုက်ကြည့်ပေါ့နော်ဒီနေ့ပြောပြသွားတာကတော့ဒီအလင်းကစားနည်း၄မျိုးထဲကဘယ်နည်းလမ်းကိုနဲ့အဆင်ပြေမလဲပေါ့နော်အရင်ဆုံးစမ်းသပ်ကြည့်အလင်းတွေကိုဘယ်လိုမျိုးဥပမာ placement of light ကိုသုံးချင်တာလား treatment of light လားဘယ်လိုမျိုးလုပ်ချင်တာလဲကိုကနော်စမ်းသပ်ကြည့်ပေါ့နော်ဟိုကျွန်တော်ခုနအရှိမပြောခဲ့သလိုမျိုး golden tower ကိုရိုက်ကြည့်ပါလားဒါမှမဟုတ် hashtag တွေနဲ့ရိုက်ကြည့်ချင်တာလားခုနအရှိမပြောခဲ့တဲ့ဟာလေးတွေတစ်ခုချင်းပြန်ကြည့်ပြီးတော့လေ့လာလို့ရတယ်ပေါ့နော်တကယ်လို့နားမလဲတာเนาะမရှင်းတာရှိလို့ရှိရင်လည်း comment မှာရေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်